လာပြစ်စရာသင်္ခါရလေးပြောလိုက်ရွှေလိုက်ဘူကရဲ့ကဘေးဟာမတည်မြဲဖောက်လွယ်ဖောက်ပြန်အကြောင်းခံကဲမစကားလောဘရဲ့ဒေါသရဲ့မောဟရဲ့အဝိဇ္ဇာပြစ်စရာသင်္ခါရလေးပြောလိုက်ရွှေလိုက်ဘူကရဲ့ကဘေးဟာမတည်မြဲဖောက်လွယ်ဖောက်ပြန်အကြောင်းခံကဲမစကားဝိပန်လာဖြစ်ချင်တာလည်းမဖြစ်ရပါမဖြစ်ချင်တာပဲဖြစ်ရတာအော်မဖြစ်ချင်တာလည်းပဲဖြစ်ရတာဖြစ်ချင်တာလည်းမဖြစ်ရပါတော့စရဘောဝိတွေးရောက်မှာကယူကင်းရှုပ်တဲ့ဒီဘုံမှာ